အမေခိုးလိုက် အမေကဒူလာတယ်ကစုံဦးရဲ့ပဲဦးရေစေးထားတာနှီးပြီးတော့အဖောင်ခါနှီးပြီးတော့ရေစေးထားတာဇီးကိုချိုပြီးတော့ဒီအေးနဲ့စိန်ထားတာအုံလို့ ready made သေးတယ်ဘူးရိုင်းဒါကတော့ကြားဒီဘဝဆွေတဲ့ကိုကွာထည့်တယ်ကစုံဦးလေးအရင်ပြုတ်ထားလိုက်တယ် အထီအောင်မလေး ဘယ်လိုမျိုးလဲဘယ်လိုတန်းနေတာတန်းနေတာသိ Country road အုံးသိန်းကြီးကိုစကားနဲ့ပြထားတဲ့အုံးသိန်းကြီးကိုအရင်အကျဉ်းထားတာ3ခေါက်လောက်ထည့်လိုက်မှာရပြီစားထည့်တာရတယ်ရေလေးလေးချင်းအေးမေးသူအတူပဲ